အားလုံးမင်္ဂလာပါဖို့ပထမဆုံးကြိုဆိုပါရစေ။ Chelsea က FA Cup Semi Final မှာဆိုရင် League ကိုနိုင်ပြီးတော့ Final ကိုတက်ရောက်နိုင်ခဲ့ပြီ။ဒီနေရာမှာဆိုရင် Chelsea က Final မှာဆိုရင်တစ်ဖက်ကMan City နဲ့ရင်ဆိုင်ကစားရမယ်။ဒီပွဲကိုကြည့်မယ်ဆိုရင်တစ်ဖက်ကယာယီနီးပြဖြစ်တဲ့ Farlane တာဝန်ယူတယ်။ဒီနေရာမှာဆိုရင် Chelsea က Farlane လက်အောက်မှာဆိုရင်နိုင်ပွဲပြန်ပြီးတော့ရတယ်။ဒီနေရာမှာသူတို့ကိုကြည့်မယ်ဆိုရင် Final လည်းတက်ရောက်နိုင်ခဲ့တယ်။ဒီပွဲမှာဆိုရင်Chelsea ရဲ့လူစင်းကတော့အပြောင်းလဲအများကြီးတော့မရှိလောက်ဘူးတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်တစ်ဖက်ကJoão Pedro ပြန်ပြီးတော့ပါတယ်ပြီးတော့ဘယ်တောင်မန်နေရာမှာဆိုရင် Garnacho ပွဲထွက်ခွင့်ရရှိတယ်ဒီစက်နာဘက်နေရာမှာဆိုရင်တစ်ဖက်ကChalobah နဲ့တိုးစင်ကစားခဲ့တာတွေ့ရတယ်ကျန်တဲ့ဘက်ကိုကြည့်မယ်ဆိုရင်Chelsea ရဲ့လူစင်းကအပြောင်းလဲအများကြီးတော့မရှိလောက်ဘူးကွင်းလက်မှာဆိုရင်တစ်ဖက်ကလာပြီးရပါတယ်အဲ့လောက်ပဲရှိတယ်ဒီပွဲမှာဆိုရင်Chelsea ရဲ့ကစားပုံမစိုးလို့ပြောလို့ရတယ်ဒီနေရာမှာကစားပုံဆိုတာထက်ကစားသမားတွေရဲ့စိတ်သက်ပိုင်းအဓိကပြောရမှာရှေ့ပွဲမှာဆိုရင်ကစားသမားတွေကဒီကစားသမားရဲ့ကြီးပဲဒီနေရာမှာကစားသမားတွေကိုကြည့်မယ်ဆိုရင်ရှေ့ပွဲကစားပုံနဲ့အခုပွဲကစားပုံလုံးဝကွာဟသွားတယ်ကွာခြားသွားတယ်ကွဲပြားသွားတယ်ဒီနေရာမှာဆိုရင်ဘာကိုမြင်ရလဲဆိုတော့ကစားသမားတွေကတစ်ဖက်ကစင်းညာတုံးကဘလုံးမနီးပြကိုသဘောမကျဘူးဒီနေရာမှာဆိုရင်နီးပြထွက်ပြီးတော့ဆိုပြီးတော့သူတို့ကကစားကြတယ်အဲ့နေရာမှာဆိုရင်ရှေ့ပွဲမှာဆိုရင် Chelsea ရဲ့ကစားပုံကစားသမားတွေရဲ့ခြေသွမ်းတွေကဘလုံးမအဆင်ပြေခဲ့ဘူးဒီပွဲမှာဆိုရင်Chelsea ကိုကြည့်မယ်ဆိုရင်ကစားသမားတွေကအသင်းအတွက်ပြန်ပြီးတော့ကစားပေးကြတယ်ဒီနေရာမှာဆိုရင်နိုင်ဂျိုစိတ်ပြင်းထန်တယ်ဒါအပြင်အသင်းလိုက်စုဖွဲ့မှုတော်တော်လေးကောင်းခဲ့တယ်ဒီနေရာမှာဆိုရင် Chelsea ကိုကြည့်မယ်ဆိုရင်စင်ညာခိလုံမှာဆိုရင်သူတို့ကနိုင်ပွဲပြန်ပြီးတော့ရတယ်ဒါကိုကြည့်မယ်ဆိုရင်တိုက်ဆိုင်တာမဟုတ်ဘူးကစားသမားတွေကအောင်မဲဆိုရင်တစ်ဖက်ကစင်ညာကိုဘယ်လိုမှသဘောမကျဘူးဒီနေရာမှာနီးပြထွက်ပြီးတော့ဆိုပြီးသူတို့ကဖြစ်လို့ကန်ပြီးတော့အရှုံးခံတယ်အခုချိန်မှာဆိုစင်ညာလည်းမရှိတော့ဘူးဒီနေရာမှာဆိုရင်ခြေသားသမားတွေကိုကြည့်မယ်ဆိုရင်အသင်းအတွက်ပြန်ကစားပေးရင်လည်းနိုင်ပွဲပြန်ပြီးတော့ရတယ်ဒီပွဲမှာဆိုရင်Chelsea ကကစားပုံဆိုတာထက်ကစားသမားတွေရဲ့စိတ်သက်ပိုင်းအသင်းလိုက်စုဖွဲ့မှုနားလည်မှုဒါတွေအောင်မဲဆိုရင်ပို့ပြီးတော့အရေးပါခဲ့တဲ့ဒီနေရာမှာဆိုရင် Chelsea ကhalf time မှာဆိုရင်သူတို့တင်းရဲ့ကစားပုံတော်တော်လေးကောင်းတယ်ပထမမှာဆိုရင်Chelsea ကိုကြည့်မယ်ဆိုရင်တစ်ဖက်က Liverpool ကိုအခွင့်အရေးအများကြီးမပေးခဲ့ဘူးဒီနေရာမှာဆိုရင် Leaf ကပထမပိုင်း10မိနစ်မှာဆိုရင်အပိုင်ခွင့်ရရတယ်အဲ့ဒါပဲရှိတယ်ကျန်တဲ့မိနစ်တွေမှာဆိုရင်Chelsea ကတောက်လျှောက်ပွဲကိုထိန်းချုပ်ထားတယ်ဒီနေရာမှာဆိုရင်တိုက်စစ်ပိုင်းကွင်းလဲပိုင်းခံစစ်ပိုင်းဒါတွေကိုကြည့်မယ်ဆိုရင်နေရာစုံမှာဆိုရင်Chelsea ကအများကြီးပြောစရာမရှိခဲ့ဘူးကစားသမားတွေကိုကြည့်မယ်ဆိုရင်သူတို့နေရာမှာဆိုရင်အကောင်းဆုံးဖြစ်အောင်ကစားသမားတွေကကစားနိုင်ခဲ့တာတွေ့ရတယ်ဒီတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်Chelsea ကသူတို့ကအခွင့်အရေးတွေတောက်လျှောက်ဖန်တီးတယ်ဒါပေမဲ့သူတို့ကိုကြည့်မယ်ဆိုရင်အဆုံးသတ်ပိုင်းအာနယ်ဒို Chelsea ကဂိုးတော့အစောကြီးမရခဲ့ဘူးဒီပွဲမှာဆိုရင်တစ်ဖက်ကEnzo Fernandez ကအနိုင်ဂိုးသွင်းတယ်23မိနစ်မှာဆိုရင်သူကခေါင်းလိုက်ပြီးတော့အနိုင်ဂိုးသွင်းတယ်ကိုတစ်ဖက်ကPetronetto ကဖန်တီးပေးတယ်ဒီပွဲမှာဆိုရင်Enzo Fernandez ကတောက်လျှောက်အသင်းအတွက်နိုင်လို့စီအပြည့်နဲ့ကစားသွားတယ်ပေးဆက်ကစားသွားတယ်ဒီနေရာမှာဆိုရင်တပွဲလုံးမှာဆိုရင် Enzo Fernandez ကတိုက်စစ်ပိုင်းလိုက်ပါမှုပြီးတော့ကွင်းလယ်ပိုင်းပြီးတော့နောက်တန်းကစားပုံတစ်ဖက်ကEnzo ကြည့်မယ်ဆိုရင်ရှေ့လက်နောက်လုံးဝလိုက်ပြီးတော့ကစားသွားတယ်ဒီနေရာမှာဆို Enzo ကြည့်မယ်ဆိုတော်တော်လေးကောင်းတဲ့ခြေသွမ်းတစ်ခုပြသခဲ့တယ်ဒါအပြင်သူကအရေးပါလဲဂိုးကိုလည်းသူကတွင်းပေးခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင် Enzo Fernandez ကသူကမက်ထရစ်ကိုပြောင်းချင်တယ်ပါညာမက်ထရစ်မှာဆိုနေချင်တယ်ပါညာဒါတွေကတကယ်တော့ဒီနေရာမှာဆိုရင် Enzo ကိုကြည့်မယ်ဆိုရင်Chelsea အတွက်အကောင်းဆုံးဒီပွဲမှာဆိုရင်ပေးဆက်ပြီးတော့ကစားခဲ့တာမြင်တွေ့ရတယ်ဒီနေရာမှာဆိုရင်Chelsea အသင်းရဲ့ကစားပုံတော်တော်လေးကိုကြည့်ရတာအဆင်ပြေခဲ့တယ်ကစားသမားတွေကိုကြည့်မယ်ဆိုရင်နိုင်လို့စေးအပြည့်နဲ့ကစားတယ်ဒီနေရာမှာအားထုတ်မျိုးအပြည့်မြင်တွေ့ခဲ့ရတဲ့တစ်ဖက်ကဒီ league ကိုကြည့်မယ်ဆိုရင်ဒုတိယမှာဆိုရင်သူတို့ကChelsea ဘက်ကိုဂိုးရဖို့ပြန်ပြီးတော့စ조사မှုတွေတော့မြင်တွေ့ခဲ့ရတယ်ဒီနေရာမှာဆိုရင် league ကိုကြည့်မယ်ဆိုဒုတိယမှာဆိုရင်သူတို့ကအပိုင်ခွင့်တချို့လည်းရတယ်ဒီဘက်မှာဆိုရင်ထက်ပြီးချီကျူးရမှာကတစ်ဖက်ကRobert Sanchez ထက်ပြီးတော့ချီကျူးရမယ်ဒီဘက်မှာဆိုရင်Robert Sanchez ကိုကြည့်မယ်ဆိုရင်တစ်ဖက်က league ရဲ့အပိုင်ခွင့်တွေအကုန်လုံးကိုသူကကာကွယ်နိုင်ခဲ့တယ်ပထမမှာဆိုရင် league ရဲ့ဘိုင်ဝမ်ကန်တာကိုသူက6နဲ့စေတယ်ဒုတိယမှာဆိုရင်တစ်ဖက်ကကာဗက်လီဝင်ရဲ့
ခေါင်းတိုက်ချက်ကိုကာကွယ်တယ်ဒါအပြင်ဒီအေးရပေါက်ရင်ကလှမ်းကန်တာကိုကာကွယ်တယ်ဒါမျိုးရရှိတယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင်သူတို့တင်းရဲ့အသင်းလိုက်ကစားပုံတော်တော်လေးအဆင်ပြေတယ်ဒီနေရာမှာဆိုရင်နီးဗျူဟာဆိုတာထက်သူတို့တင်းရဲ့ကျွန်တော်အသင်းလိုက်ကစားပုံတော်တော်လေးစုစည်းနေကြည့်ရတာအဆင်ပြေခဲ့တယ်ကစားသမားတွေကိုကြည့်မယ်ဆိုရင်အသင်းအတွက်ကျွန်တော်တို့ဒီပြန်ပြီးတော့ကစားပေးတယ်ကစားသမားတွေကိုကြည့်မယ်ဆိုရင်သူတို့ရဲ့နေရာတွေမှာဆိုရင်အကောင်းဆုံးစူးစမ်းပြီးတော့ကစားခဲ့တယ်ဒီနေရာမှာဆိုရင်တိုက်စစ်ပိုင်းကွင်းလယ်ပိုင်းနောက်တန်းပိုင်းနေရာစုံမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကအပြစ်ပြောစရာအများကြီးမရှိခဲ့ဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea က League ကိုနိုင်ရင်းနဲ့သူတို့ကကျွန်တော်တို့ဒီ Final တက်သွားနိုင်ခဲ့ပြီဒီနေရာမှာဆိုရင် Final မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea က Man City နဲ့ရင်ဆိုင်ကစားရမယ်ဆိုတော့ FA ကမှာဆိုရင်ဘယ်သူပို့ဆွတ်သွားမလဲကြည့်ရမယ်အားလုံးဝက်လာပဲကျွန်တော်ခေါင်းဆောင်လေးဖြစ်ပါစေ see you ကျွန်တော်တို့မယ်